Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ GC Score ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျွန်တော်တင်ပေးထားတဲ့ LG ပေါ့နော်ကြီးအပင်ကန်ရင်းနှီးတက်တဲ့အကြောင်းကိုအခြေခံလေးရှင်းပြတဲ့ဟာမှာဒီနေ့ပတ်တူးအနေနဲ့ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့တင်ဆက်ပေးလိုက်ပါတယ်လွယ်လွယ်နဲ့မြန်မြန်နဲ့ပဲကျွန်တော်ပြောပါမယ်စကားပြောမြန်ရင်လည်းကျွန်တော်ဖွင့်လုပ်ပေးပါပေါ့နော်ကျွန်တော်ဗီဒီယိုရှည်သွားရင်ကျွန်တော်လောကခက်လို့ပါအဲ့တော့ပထမဦးဆုံးရင်းနှီးဆိုတဲ့အကြောင်း LG ပေါ့နော် LG ဆိုတဲ့ဟာရဲ့အကြောင်းကျွန်တော်အကြမ်းမြင့်ရှင်းပြလို့ရှိရင်သူကLG ဆိုတာဆဲနဲ့တိဆောက်ထားတာဖြစ်ပါတယ်ဆဲကသူက single ဆဲရှိတယ် multi ဆဲရှိတယ်ပေါ့နော်single ဆဲနဲ့တိဆောက်ထားတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ရင်းနှီးတက်ရတာပို့ပြီးလွယ်ကူတယ် multi ဆဲတွေအများကြီးပေါင်းပြီးတော့စုစည်းပြီးတော့တိဆောက်ထားတဲ့ link ချိန်ပြီးတော့တိဆောက်ထားတဲ့ရင်းနှီးဆိုလို့ရှိရင်ပို့ပြီးတော့နည်းနည်းလေးပို့ပြီးတော့ရင်းနှီးတက်ခတ်ပါတယ်ပေါ့အဲ့တော့ကျွန်တော်တို့အပင်ကန်လောကမှာဒီနိုင်ငံသားနေတွင်းနဲ့ရင်းနှီးသက်ဆေးတွေပေါ့နော်ဒီ LG site ခေါ်တာပေါ့ကျွန်တော်ဒေါက်တာတန်နစိတ်တွေရှိမယ်CCAM USA brand တွေရှိမယ် A0 တို့ပါရှိမယ်ဒါတွေအများကြီးလည်းရှိပါတယ်ပေါ့နော်ကျွန်တော်တို့ဆိုင်မှာလည်းရောင်းပါတယ်ဒါတွေကဒါပေမဲ့ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းတော့ hydrogen peroxide ပေါ့နော်ဒီဘူးလေးပါ hydrogen peroxide နဲ့ကျွန်တော်ရင်းနှီးဘယ်လိုသက်လဲဆိုတော့ကျွန်တော်ရှင်းပြမှာဖြစ်ပါတယ် hydrogen peroxide ကိုကျွန်တော်ဘာလို့သုံးရလဲဆိုတော့ကျွန်တော်ကအပင်ကန်တွေများပါတယ်ပေါ့နော်များတော့ဒီ LG site ဆေးတွေကျွန်တော်မသုံးနိုင်ပါဘူးမသုံးနိုင်ဘူးဆိုတော့ကျွန်တော်တို့ကဘာပစ္စည်းပဲလိုCO2 diffuser တွေကပဲလိုကျွန်တော်ကဆိုင်ကနေပြန်ဝယ်ပြီးကျွန်တော်ကသုံးတာဖြစ်ပါတယ်ဒီလိုဆိုင်ကဖြုတ်ပြီးတော့ကောက်တက်တာမျိုးမဟုတ်တော့ cost ကိုကျွန်တော်ရှော့ရပါတယ်ပေါ့နော်ခုခေတ်မှာကုန်ကျစရိတ်တွေလည်းများတာဖြစ်တဲ့အတွက်ဒီဆိုင်ကိုဆက်ပြီးရပ်တည်ဖို့အတွက်က cost ကိုတတ်နိုင်တော့ရှော့တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီကုန်ကျစရိတ်နေတဲ့ hydrogen peroxide နဲ့ကျွန်တော် LG သက်ပါတယ်ရင်းနှီးသက်ပါတယ်ပေါ့နော် hydrogen peroxide ကကျွန်တော်တို့များသောအားဖြင့်မြန်မာပြည်မှာဝယ်လို့ရတာ6% နေပဲရှိတယ်3% ဝယ်နိုင်တော့အကောင်းဆုံးပဲ3%ကတော့ safe ဖို့ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုတစ်ဆင့်ထပ်ရှင်းပြမယ့်ကိစ္စက hydrogen peroxide ကဘာဖြစ်လို့ LG ကိုရင်းနှီးကိုတတ်နိုင်တာလဲပေါ့နော်ကျွန်တော်လွယ်လေးရှင်းပြလို့ရှိရင်ဒါကတော့ H2O2 ပေါ့သူကဒီ hydrogen peroxide ကိုကျွန်တော်ရည်ထဲထည့်လိုက်တဲ့အချိန်မှာအောက်ဆီဂျင်အမှုန်တွေအဖြစ်ဓာတ်ခွဲပြီးတော့ခွဲထွက်သွားတယ်သူကဘယ်လိုပြောလို့ရလဲဆို strong oxidizer ပေါ့နော်ပြင်အားကောင်းတဲ့ oxidizer ပေါ့ဆိုတော့ဒီကွဲထွက်သွားတဲ့ oxygen အမှုန်တွေကဘာလုပ်ပေးရလဲဆိုတော့ရင်းနှီးရဲ့အစာချက်တဲ့စနစ်ကိုဖျက်ပေးတာဖြစ်ပါတယ်အဲဒါကြောင့်ခုနကျွန်တော်ပြောခဲ့တဲ့ရင်းနှီးမှာ single cell ရှိတယ် multi cell ရှိတယ်ပေါ့နော် single cell တစ်ခုနဲ့တိစောက်ထားတဲ့ရင်းနှီးဆိုလွယ်ကူနဲ့တတ်လို့ရပါတယ်ပေါ့ဒါပေမဲ့ဒီထက်ပိုပြီးတော့ထပ်ပြီးရှုပ်ထွေးတဲ့ဟာတော့ကျွန်တော်ရှင်းမပြတော့ဘူးဖြည်းဖြည်းချင်းကိုယ့်ဘောက်လည်းထပ်လေးတာလို့ရတယ်ပေါ့နော်နောက်ကြုံရင်လည်းကြုံတယ်လို့ကျွန်တော်ထည့်ပေါင်းပြီးထပ်ပြောပြပါမယ်အဲ့တော့hydrogen peroxide ကိုကျွန်တော်ဘယ်လိုသုံးကြမလဲပေါ့ဆိုတော့အကြမ်းမြင်ပြောရမယ်ဆိုလို့ရှိရင်သူကတပီပတ်လေကန်တကန်အတွက်တနေ့စာသုံးလို့လုံခြုံစိတ်ချရတဲ့ပမာဏ3 ml ပေါ့ဆိုတော့3 ml ဆိုတာကျွန်တော်ဘယ်လိုပြောမလဲဒီမှာဆိုရင်ကျွန်တော်ပါတယ်အစိတ်သေးလေးတစ်စိတ်က1 ml ပေါ့နော်အဲ့တော့အစိတ်သေးလေး3စိတ်က safe ဖြစ်တယ်လို့ကျွန်တော်လေ့လာထားရတယ်ကျွန်တော်အတွေ့အကြုံကကျွန်တော်သိရပါတော့ဒီတပူးလုံးလောင်းထည့်လိုက်လို့ကျွန်တော်ကံပြက်ခဲမှုရဲ့အတွေ့အကြုံတွေကျွန်တော်မှရှိပါတယ်ကြုံပြီးသွားပါပြီပေါ့နော်အဲ့ဒါကြီးအဲ့တော့ကျွန်တော်အလွယ်တကူပြောရမယ်ဆိုလို့ရှိရင်ဒီမှာတစ်ချက်လေးညလေးလာရိုက်ပြီပါဒါကဒီမှာခုမြင်နေရတဲ့ဟာလေးကဒီမှာရှိနေတဲ့သစ်ဆွေးတုံးမှာရှိနေတဲ့ LG ကဒါ active ဖြစ်နေတဲ့ဟာပေါ့နော်ဘာမှမတက်ရသေးတဲ့ LG ဒါလေးရှိမယ်ဒီကောင်ကခုဒီမှာကြည့်လိုက်လို့ရှိရင်ဒါကျွန်တော် LG သတ်ထားတဲ့ hydrogen peroxide ဖြန်းထားတဲ့ LG ပေါ့သူကဆဲတွေတည်သွားတယ်သူ့ရဲ့အစာချက်တဲ့စနစ်ကို photosynthesis ကိုဖြတ်ပလိုက်တယ်အဲ့ဟာကြောင့်ဒီရင်းနှီးအဆင့်ကနေပြီးတော့ဒီအဆင့်ကိုရောက်သွားပြီဒါဆိုဒီရင်းနှီးကတည်သွားပြီပေါ့နော်ဒါလေးတွေကbrush လေးနဲ့ပြည့်တန်ရှင်းလုပ်ပေးဖို့လိုပါတယ်ဒါလေးတွေကဒါတည်သွားတဲ့ LG ပေါ့အဲ့တော့ကျွန်တော်ဗီဒီယိုလည်းအရင်မရှိအောင်ကျွန်တော်ခုဒီ active ဖြစ်နေတဲ့ LG ကိုကျွန်တော်ဘယ်လိုတတ်မလဲပေါ့ဥမာဒီမှာဆိုလဲ active ဖြစ်နေတဲ့ LG ရှိပါတယ်ဒီမှာဒါသမီးเจ้าမှာကတ်နေတဲ့ LG ပေါ့နော်ဒါကိုလည်းကျွန်တော်ဘယ်လိုတတ်မလဲဆိုတော့ကျွန်တော်လုပ်ပြလို့ရပါတယ်ပေါ့နော်ခုကျွန်တော်အဲ့ဒါလေးတစ်ချက်စမ်းပြပါမယ်အဲ့ကျွန်တော်လုပ်တဲ့ဂိုင်တဲ့နီးကိုပဲကျွန်တော်အကျဉ်းချင်းရှင်းပြလိုက်ပါမယ်ကျွန်တော်ဒီတပေပတ်လေကန်တကန်ကိုကျွန်တော်5 ml ကျွန်တော်ဒီဆေးရိုးပြုံးနဲ့စုပ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တီထွင်ပြီးရှောက်လုပ်ထားတဲ့ဟာပေါ့နော်ဒါ super glue ဘူးဟာကိုတတ်ထားတယ်ဒါမျိုးအပင်ကန်သုံးဆေးရိုးဝက်တွေကျွန်တော်မှရောင်းပါတယ်ဒါဆိုကန်အနက်ထဲထိလမ်းပြီးတော့LG ထိနေတဲ့အပင်ကိုလမ်းပြီးထိုးလို့ရတယ်LG ထိနေနေတယ်လမ်းထိုးလို့ရတယ်ပေါ့နော်ဒါတွေလည်းရှိပါတယ်ဒါပေမဲ့
ကျွန်တော်ကတော့ရေလည်တဲ့အချိန်မှာသုံးတာများတဲ့အတွက်ဒီအတူနဲ့ပဲအဆင်ပြေတယ်ပေါ့ဒါလေးနဲ့ပဲကျွန်တော်နမူနာလုပ်ပြပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ hydrogen peroxide ဒါ6% volume နော်3%ကိုရှာဝယ်လို့ရရင်တော့အကောင်းဆုံးပါပဲအဲ့တော့ကျွန်တော်5 ml ပေါ့ဒီ9မှတ်ထိကျွန်တော်ဆုပ်ပါမယ်ပေါ့နော်ဒီဟာဒီပြွန်လေးပါတဲ့အတွက်ဒီကောင်7 ml လောက်6 ml လောက်တော့ဖြစ်သွားနိုင်ပါတယ်โอเคဒီမှာပေါ့နော်5 ml ကျွန်တော်ဆုပ်လိုက်ပြီအဲ့တော့ကျွန်တော်နောက်တစ်ခုဂျားလေးကနေပြီးတော့သတိရအောင်ကြံပေးချင်တာစေးဝါးတွေကင်တွယ်ရတာဖြစ်တယ်စေးတဝက်တွေကင်တွယ်ရတာဖြစ်တဲ့အတွက်လူကြီးမင်းတို့အိမ်မှာရှိတဲ့ကလေးငယ်တွေနဲ့လူကြီးမင်းတို့ရဲ့ကိုယ်တိုင်ကိုကြအတွက်အားလုံးအဆဆရဂယူးတစ်ဆိုင်ဂယူးပြုပြီးတော့ကင်တွယ်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်โอเคအဲ့ဆိုရင်ကျွန်တော်ခုမြင်သာတဲ့ edge ပေါ့နော်ကျွန်တော်ခုဒီမှာရှိနေတဲ့မီးချောင်းမှာရှိနေတဲ့ဒီ edge ပေါ့အဲ့ဒါတွေကိုကျွန်တော်ဒီဟာလေးနဲ့စေးတဝက်တွေနဲ့ဖောက်ဖောက်လေးနည်းနည်းလေးစဖြန်းပါမယ်ပေါ့နော်ကျွန်တော်ဖြန်းလိုက်ပါပြီဖြန်းလိုက်ပြီဆိုတော့ဘာဖြစ်လာလဲဆိုတော့သူဒီ edge ရှိနေတဲ့နေရာနေပြီးတော့ဘူပေါင်းလေးတွေထွက်လာမယ်ပေါ့နော်ဒီကောင်ကဒါစပြီးဓာတ်ပြုတ်သွားပြီပေါ့ခုနကကျွန်တော်ပြောတဲ့အောက်ဆီဂျင်အမှုန်လေးတွေကွဲသွားပြီကိုယ်လေပုံလေးတွေထဲမှာမြင်နေရပြီပေါ့နော်အဲ့လိုမျိုးဒါကျွန်တော်နမူနာလုပ်ပြတော့နည်းနည်းစီးထဲတာများရင်လည်းများနေလိမ့်မယ်ဒီလိုလိုက်လို့ပေါ့နော်အော်ဒီရည်ညှိကအပင်ပေါ်မှာရှိနေတာလည်းဖြစ်နိုင်တယ်ဒီလိုမျိုးသစ်ဆွေးလုံးပေါ်မှာရှိနေရတယ်ဖြစ်နိုင်တယ်အော်ဒီသစ်ဆွေးလုံးပေါ်မှာဆိုလည်းကျွန်တော်သစ်ဆွေးလုံးကိုကျွန်တော်လို့ပဲဒီသစ်ဆွေးလုံးရဲ့အပေါ်မှာရှိရည်ညှိကိုလည်းကျွန်တော်အဲ့လိုပဲလှမ်းထိုးလိုက်ပါမယ်ဒါပါပဲပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့သတိထားမှာဘာလဲဆိုတော့ဒီ hydrogen peroxide ကိုမထည့်ခင်မှာဒါဆိုဒီ edge ကို hydrogen peroxide ကတတ်နေပြီပေါ့နော်ခုနပြောတဲ့သူရဲ့ရင်းကြီးအစာချက်တဲ့စနစ်ကိုတတ်တယ်အဲ့လိုမျိုးပေါ့ဒါကြောင့်ဒီရင်းကြီးကအဆက်ပြီးအသက်ရှင်ဖို့မဖြစ်နိုင်တော့ဘူး edge ကအဲ့တော့ကျွန်တော်ဂျာထဲမှာပြောဖို့တစ်ခုကြံသွားတာကဒီလို hydrogen peroxide နဲ့ရင်းကြီးပုံဖြန်းတော့မယ်ဆိုလို့ရှိရင်ပထမဆုံး fader တွေပိတ်ပြီးဖို့လိုပါတယ်15မိနစ်လောက်ပိတ်ပြီးဖို့လိုပါတယ်ပေါ့နော်ဒီနေ့ကကုန်ကြစိတ်နဲတယ် risk များတယ်ကျွန်တော်ပြောတဲ့တပေပတ်လေကန်ကိုတနေ့ကို5 ml ပဲလုပ်ရင်ကျွန်တော် save ဖြစ်ပါတယ်အဲ့တော့ဒီတိုင်းလိုက်လို့မယ်ဆို save ဖြစ်ပါတယ်အနေနဲ့မရှိဘူးခရူးတွေပစုံနေလည်းမသေးဘူးငါးတွေလည်းမသေးဘူးပေါ့နော်3% volume ကိုရအောင်ရှာဝယ်ပါမရရင်တော့ 6% ပဲဝယ်လို့ရတာများတယ်ပေါ့နော်အဲ့တော့ထပ်ပြီးကျွန်တော်ဘာလေးထပ်ပြီးတော့အကြံပေးခြင်းလဲဆိုတော့ခုနကပြောဆိုသေသွားတဲ့ edge တွေကိုဆိုတော့နောက်နေ့တွေမှာတန်ရှင်းလုပ်ပေးပါရည်ရင်းဒီနေ့ hydrogen peroxide နဲ့ edge တက်လိုက်တယ်ဆိုလို့ရှိရင်နောက်တစ်နေ့မှာ 20% 30% လောက်ရေးလည်ပေးနိုင်တော့ပိုကောင်းပါတယ်ပိုပြီးအဆင်ပြေပါတယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော် hydrogen peroxide သုံးပြီးတော့ကုန်ကျစရိတ်နည်းနည်းနဲ့ရင်းနှီးဘယ်လိုတက်မလဲဆိုတော့ကျွန်တော်ပြောတာဖြစ်ပါတယ်နောက်တစ်ခုဖြည့်ဆက်ပြီးပြောချင်တာကကျွန်တော်ဒီသစ်ဆွေးလုံးမှာရင်းနှီးတက်တာအများများတယ်ပေါ့နော်သူကမီးနဲ့ဓာတ်ရိုက်ထိတဲ့နေရာအနီးဆုံးနေရာမှာရှိနေတဲ့အတွက်သစ်ဆွေးလုံးမှာတက်တာများတယ်ဒါကိုလည်းပြီးခဲ့တဲ့တစ်ခေါက်ဗီဒီယိုပြီးတဲ့အချိန်မှာလာပြီးတော့ကျွန်တော်မီးရဲ့အကူတွေရှိတဲ့အတွက်ကျွန်တော်ပြောပြပါမယ်ဒါသစ်ဆွေးလုံးကရေထဲမှာမြုပ်နေတယ်ပဲထားလိုက်ကန်ကိုရေထဲအချိန်မှာသစ်ဆွေးလုံးပေါ်သွားအောင်ရေကိုလျှော့လိုက်ပါပြီးလို့ရှိရင်ခုန hydrogen peroxide ဝယ်ဒီသစ်ဆွေးလုံးပုံမှာဖြန်းချလိုက်လို့ရပါတယ်ဖြန်းချပြီးတော့ခဏဆောင်မယ်10မိနစ်15မိနစ်ဆောင်ပြီးလို့ရှိရင်ရေပြန်ထည့်လိုက်လို့ရပါပြီတေချာပေါက်ကျင်းသေးပေါက်အောင်မြင်မှုရပါလိမ့်မယ်ပေါ့နော်โอเคကျွန်တော်ပြောပြချင်တဲ့အများကြီးရှိပါသေးတယ်ဒါပေမဲ့နောက်ထပ်ပတ်ဒီမှာလဲ Sunday တိုင်းပေါ့တနင်္ဂနွေနေ့တိုင်းကျွန်တော်ဒီလိုမျိုးအပင်နဲ့ပတ်သက်တာတွေငါးနဲ့ပတ်သက်တာတွေကျွန်တော်အမြဲတမ်းဆက်လုပ်သွားဖို့ကျွန်တော်ကြိုးစားနေပါတယ်ဆက်လုပ်သွားမှာပါပေါ့နော်အဲ့တော့လိုအပ်တာတွေရှိရင်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဖြည့်ဆွက်ပြီးပြောပါမယ်အားလုံးပဲလုပ်ကြည့်ပြီးအဆင်ပြေကြပါစေမသေးကြရင်ကျွန်တော်ရဲ့ဖုန်း Viber ကိုလှမ်းမေးပါဖုန်းဆက်ပြီးမေးပါပေါ့နော် Messenger မှာလည်းအနေငယ်တော့မေးလို့ရပါတယ်ဒါပေမဲ့အများကြီးပြောရမယ့်ဟာဆိုတော့ကျွန်တော်ဖုန်းဆက်ပြီးမေးပေးပါပေါ့နော်အဲ့တော့ကျွန်တော် JC Aquarium ကိုအစကနေပြီးဒီနေ့ထိအားပေးနေတဲ့ကျွန်တော်ရဲ့ customer အားလုံးကိုကျေးဇူးများတင်ပါတယ် follower တွေလည်းကျေးဇူးများတင်ပါတယ်ပေါ့နော်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ JC Aquarium နေပြီးတော့စုပုံကောင်းတောင်းလိုက်ပါတယ်တတာ